အားလုံးပဲမင်္ဂလာပါ Photoshop မှာဒီဇိုင်းဆွဲတဲ့အခါပုံတွေကိုခြုံလိုက်ချဲ့လိုက်လုပ်ရင်းနဲ့ဝါသွားတာမျိုး filter တွေသုံးပြီးရင်ပြန်ပြင်မရတော့တာမျိုးတွေကိုကြုံမှုကြမှာပါဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်မဲ့ Photoshop ရဲ့ Magic Tool တစ်ခုဖြစ်တဲ့ Smart Object အကြောင်းကိုပြပြပေးမှာပဲဖြစ်ပါတယ်အရင်ဆုံးတစ်ခုအနေနဲ့ကတော့ဒီပုံတွေကိုခြုံချဲ့လုပ်တဲ့အခါမှာဝါမသွားအောင်လို့ Smart Object ကိုဘယ်လိုသုံးပြမယ်ဆိုတာကိုပြပြပေးမှာပါအရင်ဆုံးဒီစာအုပ် PNG လေးကိုဒီဘက်ကဒီအရာခင်းဘောကပုံစံလေးပေါ်ကိုပြောင်းလိုက်မယ်ပေါ့နော်အဲ့ဒီဘက်ကိုပြောင်းလိုက်မယ်ပြီးရင်ဒီဟာကတော့ဒီ Smart Object မခံဘဲနဲ့မူရင်းအတိုင်းချဲ့လိုက်တဲ့ပုံပေါ့နော်ပြီးရင်တော့အဲ့ဒီပုံကိုတေးသေးလေးအရင်ချဲ့ပြပါမယ်ဒီဟာကတော့ site အသေးကိုပြောင်းထားတဲ့ပုံမှန်အဲ့ဒီလိုအသေးလေးခြုံပြီးရဲမှာပြန်ပြီးတော့မှရင်း site အတိုင်းပြန်ပြီးတော့မှ share ကြည့်ပါမယ်ပြီးရင်တော့ဒီဟာကိုဒီတိုင်းထားလိုက်ပါမယ်ပြီးရင်တော့နောက်ထပ်ဝက်ကစာအုပ်လေးကိုပဲထပ်ပြီးတော့ဆွဲပါမယ်အဲ့ဒီဟာလေးကိုတော့တန်းပြီးတော့မှ Compact to Smart Object ပြောင်းထားလိုက်ပါမယ်ဒါဆိုရင်ဒီနေရာဘက်မှာ Compact to Smart Object ပုံစံလေးပေါ်ပြီပေါ့နော်အဲ့ဒီဟာလေးကိုမှစောရလို့ပဲအရင်ဆုံးချဲ့လိုက်ပါမယ်ချက်ပြီးတော့ရင်သူ့ကိုလည်းတေးသေးလေးတစ်ခေါက်ပြန်ပြီးတော့မှခြုံလိုက်ပါမယ်အဲ့ဒီခြုံလိုက်တဲ့လေယာလေးကိုပဲပြန်ပြီးတော့တစ်ချက်ပြန်ရှင်းလိုက်ပြီပေါ့နော်ပြီးတော့မှနှစ်ခုကိုရှင်းပြီးတော့ကြည့်ပါမယ်ဒီမှာဆိုရင်အောက်ကဟာကကြတော့ Smart Object မလောက်ထားတဲ့ဟာပေါ့နော်ဒီအပေါ်ကဟာက Smart Object ပြောင်းပြီးတော့မှအချုံချဲလောက်ထားတဲ့ဟာပါဒီမှာနှစ်ခုကိုတေချာလေးရှင်းပြီးတော့ကြည့်ပါမယ်ဒီမှာဆိုရင်အောက်က Compact to Smart Object မပြောင်းထားတဲ့နေရာရဲ့တောင်စုံလေးတွေပြီးတော့ဒီအတွင်းဘက်လေးတွေမှာကြည့်လိုက်ရင်နည်းနည်း blur ဖြစ်ပြီးတော့ဝါနေတာကိုတွေ့ရမှာပါဒီပုံမှာအပေါ်က Compact to Smart Object ပြောင်းထားတဲ့ပုံလေးမှာဆိုရင်ကြည်ကြည်လင်းလင်းလေးဖြစ်နေတာကိုတွေ့ရမှာပါဒါကြောင့် Compact to Smart Object ကိုသုံးမယ်ဆိုလို့ရှိရင်ပုံလေးကိုခြုံချဲလုပ်တဲ့အခါမှာမူရင်း resolution ကိုမပြတ်ပဲပုံမူရင်း size အတိုင်းပဲမူရင်း resolution အတိုင်းပဲဖြစ်နေမှာပါနောက်တစ်ခုကတော့ဒီCompact to Smart Object ကို Mockup လုပ်တဲ့အခါတွေမှာလည်းအသုံးများကြတယ်ပေါ့နော်ဒီမှာဆိုရင်ဒီရှုခင်းပုံလေးတစ်ခုကိုအရင်ဆုံးဆွဲထည့်လိုက်မယ်ဒီမဖို့ရဲ့ဒီ screen မှာသူ့ကို Mockup ပုံစံမျိုးလေးလုပ်မယ်ပေါ့နော်မလုပ်ခင်မှာသူ့ကို Compact to Smart Object အရင်ပြောင်းထားတယ်ပြီးတော့မှ transform လုပ်ပါမယ်ထောင်လေးတွေကိုတခြားလေးချဲ့ပြီးတော့မှတစ်ခုချင်းစီလိုက်ချပြီးတော့မှလုပ်ပါမယ်ပြီးရင်တော့
အတောင်းနဲ့လာမယ်ဆိုရင်လိုမျိုးမောက်ကလော်ပီတာပုံစံမျိုးလေးဖြစ်သွားမှာပါဒီနေရာမှာပုံလေးတွေကိုအစားထိုးကျင်တာဖြစ်ဖြစ်တခြားစာသားလေးတွေထည့်ကျင်တာဖြစ်ဖြစ်ပြောင်းကျင်နေဆိုရင်ဒီ Compact to Smart Object ပေါ်မှာ double click ထောက်လိုက်မယ်ပေါ့နော်ထောက်လိုက်ပြီးတော့မှဒီမှာကိုစိတ်ကြိုက်ပုံလေးတွေစာလေးတွေကိုထပ်ပြင်လို့လည်းရပါတယ်ဒီမှာပုံတစ်ခုအစားထိုးပြီးတော့မှထည့်ပါမယ်ဒါဆိုရင်ဒီဘက်မှာအခုလိုမျိုးပုံလေးကပြောင်းပြီးသားဖြစ်သွားမှာပါဒီလိုမျိုးပဲတစ်ပတ်ကလေးနဲ့ပြီးတော့မှကိုကြိုက်တာလေးတွေစာသားတွေထပ်ဖြည့်တာပုံတွေထပ်ဖြည့်တာကိုစိတ်ကြိုက်ပြင်လို့ရပါတယ်ဆိုရင်အခုလိုမျိုးပဲစာသားလေးထည့်ပြီးသားလေးနဲ့မကပ်ပုံစံမျိုးလေးတွေစိတ်ဆက်ပြောင်းပြီးတော့မှသုံးလို့ရမှာပဲဖြစ်ပါတယ်ဒီမှာနောက်ထပ်တစ်ခုကတော့ဒီ Smart Object ရဲ့ကောင်းတဲ့အကျိုးတစ်ခုကfilter တွေပေါ့နော် Smart Filter တွေသုံးတဲ့အခါမှာပြင်လို့ရတာပေါ့နော်ဥပမာဒီ filter တွေက blur effect တွေသုံးတဲ့အခါမျိုးမှာပေါ့နော်ဒီ Smart Object မခံထားတဲ့ layer မှာအခုလိုမျိုး blur effect တစ်ခုကိုထည့်ပြီးတော့မှသုံးလိုက်ပါမယ်သုံးပြီးသွားလို့ကိုကဒီ blur effect ကိုအတူအချော်လုပ်ရှင်နေပေါ့နော်ဒီမှာဆိုရင်ရဝါသွားတဲ့အတွက်ပြင်ကျင်တဲ့အခါမျိုးမှာဆိုရင်ပြင်လို့မရတာမျိုးဖြစ်နေတတ်တယ်ဒါတကယ်လို့ဒီ layer ကိုသာ Compact to Smart Object ပြောင်းခဲ့မယ်ဆိုလို့ရှိရင်တော့ဒီ filter တွေက blur နဲ့ Gaussian blur ကိုပြန်သွားပြီးတော့အခုလိုမျိုးလုပ်မယ်ဆိုလို့ရှိရင်ဒီမှာအရင်ဝါနေတဲ့အခါမျိုးမှာဒီအောက်ကဒီ Smart Filter ဆိုတာမျိုးလေးပေါ်နေတယ်ပေါ့နော်အဲ့ဒီမှာအတူအချော်ကိုစိတ်ကြိုက်ပြင်လို့ရတယ်ပေါ့နော်ဒါက layer လေးတွေကို Smart Object ပြောင်းခဲ့ရင်လုပ်လို့ရမှာပေါ့နော်တကယ်လို့ Smart Object ဒါမပြောင်းခဲ့ဘူးဆိုရင်တော့လုပ်လို့မရပါဘူးဒီမှာကိုစိတ်ကြိုက်အတူအချော်လေးလုပ်ပြီးတော့မှပြင်လို့ရမှာပါဒါဆိုရင်တော့ Smart Object ရဲ့အကြောင်းလေးကိုအားလုံးလည်းတခြားလေးနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ Design လေးတွေဆွဲတဲ့အခါမှာလည်းဒီ Smart Object ကအရန်ကိုအသုံးဝင်နေပေါ့နော်။ဒါကြောင့် Design ဆွဲတဲ့အခါမှာလည်းဒီ Smart Object လေးကိုအသုံးချပြီးတော့မှ Design တွေကိုဆွဲနိုင်ကြမယ်လို့မျှော်လင့်ပါတယ်။နောက်ပတ်ဒီမှာလည်း Design နဲ့ပတ်သက်တဲ့ knowledge sharing video တွေကိုမြဲတင်ပေးမှာမလို့ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်ရှင်။